လိုတဲ့ထွက်တယ်လေးစန္ဒာလို့ပြောပြီးမူလာစန္ဒာ2ယောက်လောက်ပါပြီနော်8ယောက်ရှိပါပြီဟုတ်တယ်မလားခေါ်ပေးတယ်နော်မူလာပါတယ်နော်ဒီမှာဒီစိန်ဂျိုးလေးလက်ချစ်စရာလေးတွေ့လားအော်နွဲစင်လားဟုတ်ကဲ့မီးအောင်မထက်လေမြဂျူလီယာစိန်နဲ့လာတဲ့ဟုတ်လားတမီးချစ်လေးစိန်ဟုတ်ဘူးဒီကျိုးကိုကြည့်ကြည့် စိန်ပါဘလောက်ပါလဲကြည့်ပေးလိုက်လေကျိုးမဦးရလိုက်တာတော့ဟာလောက်မဟုတ်လေသမီးဒီတိုင်းမမျက်စိနဲ့ကြည့်လိုက်လေကြည့်ခိုင်းတာမျက်စိနဲ့သူစိတ်လည်းမပါအောင်နော်မျိုးကြည့်ရမပါအောင်လားစိတ်ဒီချောင်းလာတဲ့ရှော်မီတာလေးဟုတ်တယ်ရှော့ပြီးသားလေး968ကိုရှော့ထားတာပါရှင်ဟုတ်တယ်စိတ်ပါပါတယ်ဒီမှာကွာကျူအသေးပဲနော်ခုနကလေမထက်ပြထားတဲ့လေဒီမှာကြည့်ဝတ်ထားတဲ့ဟိုခရမ်းဆွဲပရက်လေးအရန်လာတယ်ဒီလားဒါလေး290နဲ့ပဲပေးထားတာနော်စိန်ပွင့်လည်းကြီးတယ်ရွှေတွေလည်းအများကြီးပါတယ်နော်ဒီမှာကြည့်ဒီမှာပါမကြည့်တော့လှလိုက်တာဒါလေး290နဲ့ပဲပေးထားပါတယ်ရှင်ဒါလေး290နဲ့ပဲပေးထားပါတယ်ဒါလေး290နဲ့ပဲပေးထားပါတယ်เนาะဒါအရင်တော့ခရမ်းဆွဲတွေအရန်လာအကြီးတွေကချိတိုက်တာနဲ့အခုပေါ်တဲ့ခရမ်းဆွဲအယောင်တွေအယောင်တွေကွက်နေတယ်လို့မျိုးမဟုတ်ဘူးเนาะခရမ်းဆွဲတအားလာတဲ့ခရမ်းဆွဲလေးတွေပါတအားကိုလာတဲ့ခရမ်းဆွဲလေးတွေပါရှင်ဒါလေးလာရနော်ဒါလေးက290နဲ့ပေးထားပါတယ်ရှင်ဒီမှာတအားလာတဲ့စလင်ဟွာလေးလည်းရှိတယ်ဒီမှာဒါလေးလည်းအရန်လာပါတယ်ရှင်စလင်ဟွာဆွဲတီးအကြီးလေးသမီးစီးလေးပြောပဲဒီဟာလေးလှလိုက်တာရမ်းမယ်ဒါလေးစုတ်တအားလှတယ်ဒီလားတရားလေးဆိုထဲလေးလှလိုက်တာသမီးဒါအေး50ရောင်းတော့မှဒီမှာဆင်းနေမှာပေါ့ကိုကိုဦးရေဒါလေးက60လား53ဟုတ်ဒါလေးဆို53နဲ့ပေးမယ်နော်ဒါလေးဆို53နဲ့ပေးပါမယ်ရှင်